အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ web website ရဲ့ version 3ဖြစ်တဲ့ 3.0 ကို launch ကိုကျွန်တော်ကြီးညာပေးချင်ပါတယ်အဲ့တော့မနေ့ကညကတော့ကျွန်တော်တို့ Discord server ထဲမှာunofficially announce လုပ်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့ကတော့ဗာလဲဆိုတော့ဒီ website အသစ်မှာဘာ feature တွေအသစ်ပါလာလဲဘာတွေပြောင်းလဲသွားလဲဒါလေးတွေ walk through သဘောမျိုးလေးကျွန်တော်video လေးလုပ်ပေးချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အသစ်ဝင်လာတဲ့ member တွေလည်းဒီ website ကိုဘယ်လိုသုံးရလဲဆိုတာနည်းနည်းလေးသိသွားအောင်ပေါ့နော်အဲ့တော့ပထမဆုံး version 1.0 မှာတော့ကျွန်တော်တို့ crypto ဘက်ကိုပို့ပြီးတော့ focus လုပ်ခဲ့တယ်ကျွန်တော် data တွေ on chain data တွေကျွန်တော်အများကြီးထည့်ပေးခဲ့တယ်ဒါပေမဲ့သိပြီးတော့အများကြီးကြည့်ကြတာမတွေ့ဘူးအဲ့တော့ maybe crypto ဘာတွေဒီ technical analysis ကိုပဲကိုပြီးတော့ trade ကြအများတဲ့သဘောရှိတယ်အဲ့တော့ကျွန်တော် version 2.0 မှာကျွန်တော် institutional tools တွေကျွန်တော်စပြီးထည့်ပေးတယ်ဒီလက်ရှိ homepage template နဲ့တူပေါ့နော်ဒီ design က version 2.0 မှာရောက်လာတယ်အဲ့တော့ဒီနေ့ကတော့overall ကျွန်တော်တို့ဒီ website တစ်ခုလုံးကျွန်တော်တို့ overall ပြင်ပြီးတော့ပြင်နေပေါ့နော်ပြင်တာရောနောက်ပြီး feature အသစ်တွေထည့်တာအောင်အဲ့တော့ feature အသစ်တွေကတော့ဘာတွေပါလာလဲဆိုတော့ဒီကတော့ gamma exposure analysis ပါတယ်နောက်ပြီး statistic model ဒီ playbook တွေပါလာမယ်နောက် dead money index ပါမယ် trade chart တွေပါမယ်ကျန်တဲ့ဟာတွေမှာတော့အသေးလေးပေါ့နော် like ပြင်ထားတာလေးတွေနောက်ပြီးတချို့ feedback လေးတွေကျွန်တော် bug လေးတွေ debug လုပ်ထားလေးအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ရဲ့membership ကို join ကြည့်ရဆိုရင်တော့ Discord ကနေပြီး try လို့ရပါတယ်ဒီ official website ပေါ်မှာကျွန်တော်ရှိပါတယ်เนาะအဲ့တော့စပြီးတော့အထည်တွေဝင်ကြည့်အောင်အဲ့တော့ခုနကတော့ခလုတ်လေးနဲ့တော့ကျွန်တော် detail တက်ရောက်ပါတယ်ပေါ့လေတကယ်ကတော့member တွေဆိုလို့ရှိရင်ကိုဖြည့်ထားခဲ့တဲ့ user name နဲ့ password လေးကိုထည့်ပြီးတော့login ဝင်ရမှာlogin ဝင်လိုက်ပြီဆိုပထမဆုံးတွေ့တဲ့ dashboard page ပေါ့လေဒါ home page ကျွန်တော် market လို့ခေါ်တယ်အဲ့တော့ဒီ market page မှာနည်းနည်းလေးပြောင်းလဲသွားတာပါရှိမလဲဆိုတော့ဒီ bell town ဆိုမှာရှိတဲ့ market risk brief အဲ့တော့ market risk brief ဒီဘာလာလဲဆိုတော့ Refinitiv ရဲ့ market risk brief daily market risk brief ကိုကျွန်တော်တို့ summarize AI နဲ့ summarize လုပ်ပြီးတော့ real time ဒီမှာ update လုပ်ပေးတယ်အဲ့တော့ဟိုဘက်ကmarket မဖွင့်ခင်ဒါပုံ market ဖွင့်တဲ့အချိန်ရေးကြီးတဲ့သတင်းထွက်တဲ့အချိန်တစ်ခုခုပေါ့နော် summary risk အခြေအနေပြောင်းပြီးဆိုတော့ဒီမှာ risk score book ပြောင်းလာလိမ့်မယ်ဒီအောက်မှာ risk နဲ့ပတ်သက်ပြီးတော့ဘာတွေသိထားရမလဲ market ထဲမှာတင်းတင်းလာရင် risk ဒီကျွန်တော်အမြဲပြောတယ်အရင်ဆုံးသိရမယ့်အရာပေါ့လေအဲ့တော့ဒီဥစ္စာကိုအရင်ဆုံးမြင်အောင်လို့ကျွန်တော်ဒီမှာထည့်ပေးထားတယ်နော်အဲ့တော့ဒီနေ့ဆိုလို့ရှိရင်လက်ရှိအချိန်မှာဆိုလို့ရှိရင် risk on book ဒီ 47% ပဲရှိတယ် neutral မှာပဲရှိတယ်အဲ့တော့0ကနေ100ထိပေါ့လေ risk off နဲ့ risk on နဲ့သွားတယ်နောက်ပြီးတော့အလဲကောင်မှာ real time headline news ရှိတယ်ဒါကfeed နဲ့အတူတူပဲဆိုတော့ကျွန်တော် feed ကြပါရှင်းပြမယ် calendar လေ calendar ကိုကြောက်တဲ့ခါကျတော့ကျွန်တော်ထပ်ပြီးရှင်းပြမယ်အောက်ကိုဆက်ပြီးစီးကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ fundamental sentiment ပေါ်နေတဲ့currency pair တွေဒါမှမဟုတ်လို့ရှိရင် index တွေအစရှိသဖြင့်တစ်ခုကိုကျွန်တော်တို့ sentiment ပေါ်လာတယ် bullish ဒါမှမဟုတ် bearish ပေါ်လာတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာထားပေးတယ်เนาะ natural တော့ကျွန်တော်တစ်ခါဖြောက်ထားပေးတယ်အောက်မှာဆိုလို့ရှိရင် market fear and greed index ကြီးမယ်6လစာ stock market ရဲ့6လစာ fear and greed လူတွေကြောက်နေလားလူတွေဝယ်နေလားလူတွေအလွန်ကြုံဝယ်နေလားအစရှိသဖြင့် fear and greed index ကြီးတယ်တစ်ဖက်မှာလည်း crypto ရဲ့ fear and greed index ကြီးတယ်ဒါကတော့တစ်နှစ်စာကျွန်တော်တို့သမိုင်းကြောင်း history ပြန်သွားတယ်နော်ပြီးတော့အောက်မှာ market ဒီနေ့ sector ဘယ် sector တွေကဘာဖြစ်နေဒီနေ့ဆို crypto ရဲနေတာနော်ဒါပေမဲ့ stock market တွေမှာတချို့ဟာလေးတွေကွက်ပြီးတော့ကောင်းနေတာရှိတယ် so ကျွန်တော်တို့ဒါဒီပထမဆုံးစောင့်ဝေးလိုက်တွေ့ရမယ် dashboard နောက်ပြီးတော့ကျွန်တော် cost ကိုသွားအောင်အဲ့တော့ cost ကိုသွားမယ် canvas တွေကိုသွားပြီဆိုလို့ရှိရင် canvas ရဲ့အောက်မှာရှိတဲ့ဟာတွေအကုန်လုံးဒီfree course တွေပါ YouTube ထဲမှာရှိပြီးသားပါအဲ့တော့ YouTube ထဲမှာကြည့်လဲရတယ်ကျွန်တော်ဒီ website ထဲမှာလာပြီး playlist အနေနဲ့တခါလေးfor example ကျွန်တော်ဒီဟာလေးကြည့်ပြအောင်နော်ဒီလိုပဲ playlist အနေနဲ့ကြည့်မယ်ဆိုလေကျွန်တော်ဒီဟာတခါလေးရှင်းသမျှ video အကုန်လုံး playlist တခါလေးကြည့်လို့ရတယ်နော်အဲ့တော့ playlist အနေနဲ့ပဲကြည့် website YouTube ပါပဲ free ပဲကြည့်အတူတူပါပဲဘာမှမထူးကြဘူးထူးကြတာဘာမှလဲဆိုတော့ကျွန်တော်ဒီအပေါ်က premium course 5ခုပေါ့နော် premium content 5ခုမှာကျွန်တော်ထူးကြတယ်အဲ့တော့ဒီတစ်ခုကိုကျွန်တော်ဝင်ကြည့်ပြမယ်အဲ့တော့ဒါဆိုရင်ဒါကျွန်တော်တို့ alpha course sigma ရှိမယ်ဟာလား money market ရှိမယ်နောက်ပြီးတော့အရင် focus တွေ webinar တွေ playlist တွေရှိမယ်အဲ့တော့ alpha course မှာဆိုလို့ရှိရင်ကျွန်တော်ဒီဟာဘယ်လောက်အချိန်ကြာလဲတပုတ်ဘယ်လောက်အချိန်ကြာလဲအစအကုန်လုံးဒီမှာပေးပါ list လုပ်ပေးထားတယ်နောက်ပြီးတော့တချို့တွေပေါ့နော်ဟိုမှာဒီ slide တွေထောက်လို့လုပ်ချင်တာတို့ resource တွေထောက်လို့လုပ်ချင်တာဆိုဒီ episode တစ်ခုနဲ့ဆိုင်တာတိုင်းအကုန်လုံးအမြဲတမ်းအောက်မှာ calculator ရှိတယ်ပေါ့ click နှိပ်ပြီးထောက်လို့လုပ်ရမယ်အဲ့တော့ဒီ website မှာအရေးကြီးတာက
login တပြိုင်နက်တည်း2နေရာကနေ device နှစ်ခုကနေဝင်လို့မရတော့ပါဘူးကျွန်တော်ဘာလို့ဆိုတချို့တွေက account sharing လုပ်တဲ့အတွက်ကျွန်တော်ဒါပိတ်လိုက်ပါပြီနောက်ဒုတိယတစ်ခုကကြတော့ဒီ video ပေါ့နော် video ကို login နှစ်ခုဝင်လို့မရအောင်ဒါပေမဲ့အရင် login ဝင်ထားတဲ့စီကလည်းကြည်နေပြီးတော့နောက်တစ်ခုကနေ video ချစ်ကြည့်လိုက်တယ်ဆိုလို့ရှိရင်တန်းပြီးတော့ auto ban သွားပါလိမ့်မယ်ဘာလို့လဲဆိုတော့လူတယောက်ကဘယ်လိုနည်းနဲ့မှ video နှစ်ခုကိုကြည့်စရာအကြောင်းမရှိဘူးเนาะနောက်ပြီး video တွေဒီအရင်တိုင်းပဲscreenshot ရိုက်လို့မရဘူး screen recording လုပ်လို့မရဘူးလုပ်လို့ရှိရင်အမေအောင်ပဲပေါ်လာလိမ့်မယ်နောက်ပြီးတော့တကယ်လို့လုပ်လို့ရခဲ့တယ်ဆိုရင်တော့မှအပေါ်မှာရေးစာနဲ့ကိုယ့်ရဲ့ user ID ပေါ်နေလိမ့်မယ်အဲ့တော့ဘယ်သူစီကဘာ tab လုပ်ထားလဲဆိုတော့ကျွန်တော်အကုန်လုံး record လုပ်ထားပါတယ်နော်အဲ့တော့ဒါကတော့သိပြီးတော့ထူးခြားတော့မရှိဘူးအဓိကတော့ဒီ cyber ထဲမှာ selector ဒီပို့ပြီးတော့မြင်မြင်ဆန်ဆန်အရင်ထက်လွတ်ကိုပါလိမ့်မယ်နောက်တစ်ခုက brief ကလက်ရှိအချိန်မှာကျွန်တော်တို့ရဲ့ဒီ brief တွေအကုန်လုံးဒီ Discord ထဲမှာသွားနေတယ်ဘာလို့ဆိုကျွန်တော် website upgrade လုပ်နေတဲ့အတွက်ကြောင့်ကျွန်တော်ပြီးခဲ့တဲ့3လလုံး brief တွေဒီ Discord ထဲမှာသွားနေတယ်အခုဒီရှေ့ဘက်ကစပြီးတော့ brief တွေဒီကျွန်တော်ဒီထဲမှာ website မှာပြန်လာမယ်အဲ့တော့မြန်မာလိုပါမယ် English လိုပါမယ်เนาะကိုကြိုက်တဲ့ဘာသာနဲ့ဖတ်လို့ရတယ် print ထုတ်လို့ရတယ် save လို့ရတယ်ပြဿနာမရှိဘူးเนาะအဲ့တော့ဒီမှာbrief session ဒီလေအရင်တော့နည်းနည်းလေးပြောင်းလဲသွားတာဖတ်လို့လွယ်အောင်လို့ကျွန်တော် font လေးတွေပြင်ပေးထားတာရှိတယ်ဒီလောက်ပါပဲသိပြီးတော့အရင်မြင်များစသပြောင်းလဲသွားတာမရှိဟိုအရင်တော့ brief တွေပြန်ဖတ်လို့ရမယ်ပြီးတော့ scoreboard မှာတည်တာပြောင်းလဲသွားတယ်ကျွန်တော်တို့အရင်တုန်းက fundamental တစ်ခုခု change ပြီဆိုလို့ရှိရင်ကျွန်တော်ဒီညပေါ့နော် nightly build နဲ့ညတိုင်းကျွန်တော်ဒီဥစ္စာကို update လုပ်ပေးတယ်တခါတည်းကျလည်းကျွန်တော် land နဲ့မတိုင်ခင်ပေါ့နော်ကျွန်တော် update လုပ်ပေးတယ်ဒါပေမဲ့အခုကဒီဟာအကုန်လုံးဒီ automatic update ဖြစ်သွားပါပြီအဲ့တော့သတင်းတစ်ခုထွက်လာပြီလို့ရှိရင် likely maximum ပေါ့နော်တနားရီလောက်အတွင်းမှာဒီကအကုန်လုံးဒီ update ဖြစ်သွားလိမ့်မယ်အဲ့တော့ update ဆိုတာဘာပြောလဲဆိုတော့ဒီအောက်မှာရှိတဲ့ဒီ scope book ထဲမှာတွက်ထားတဲ့ factor တွေအကုန်လုံးရဲ့ positive negative ဒီအကုန်လုံးတစ်ခါတည်းmachine ကတစ်ခါတွက်ပေးသွားလိမ့်မယ်ပေါ့လေနော်အဲ့တော့ဒါဒီအခု almost like real time လို့ကျွန်တော်ပြောလို့ရတယ်နောက်ဆုံးပဲ share တွက်ထားလဲဆိုတာသိကြတယ်ဆိုရင်ဒီမှာကြည့်လို့ရတယ်နော်ပြီးတော့ macro မှာလည်းကျွန်တော်ဒီဟာတွေအကုန်လုံးကို auto update လုပ်ပေးထားတယ်တချို့အပေါက်ကလေးတွေဖြစ်နေတဲ့နေရာတွေဒီတချို့ data တွေဒီအခုနောက်ပိုင်းမှာ3လကြာပြောင်းသွားတာရှိတယ်တချို့တွေလည်းတည်ပြီးသားဖြစ်ပါလိမ့်မယ်3လကြာပြောင်းသွားတာရှိတယ်တချို့တွေလည်းဆက်ပြီးတော့မထွက်သေးတာ update ဖြစ်သေးတာတွေရှိတယ်အဲ့တော့အပေါက်လေးတော့နည်းနည်းရှိနိုင်တယ်ဒါပေမဲ့ data အကုန်လုံးဒီ latest data တွေအကုန်လုံး update ဖြစ်ပြီးသားနော်ဒီမှာဆိုလို့ရှိရင်လည်း6လ2 year 5 year 10နှစ်ပြင်ကြည့်လို့ရမယ်အောက်မှာဆိုလို့ရှိရင်ဒီ data တစ်ခုချင်းစီ series တစ်ခုချင်းစီရဲ့ data အကုန်လုံးကြီးဒီမှာဒီ clock လေးနှိပ်ပြီးတော့Excel sheet ထားမို့ CSV အနေနဲ့ထောင်းလို့ဆွဲလို့ရမယ်အဲ့တော့ macro လေ့လာတဲ့လူတွေအတွက်ဆိုရင်တော့ဒီအားဒီပြောမှဆို data တော်တော်စုံပုံရှိနေပြီနောက်တစ်ခုက interest rate ပါ interest rate ဒီFederal Reserve ECB BOJ အစရှိတဲ့ဘဏ်တွေရဲ့ဒီနှစ်ကုန်မှာဘာလုပ်မလဲရှေ့လျှောက်ဘယ်လိုချိန်မလဲဆိုတဲ့ဥစ္စာကိုtracking လုပ်ပေးတာပါအဲ့တော့လောလောဆယ်မှာတော့ဒီဘဏ်တွေအကုန်လုံးနည်းနည်း divert တွေအနေထားတွေ့ရတယ် hold တွေ high တွေဖြစ်နေတယ်အဲ့တော့ဒီတစ်ပတ်ထဲမှာပေါ့နော်တည်င်းနေလဲထွက်တာစစ်ပွဲချိန်နေရောကြောင့် market တွေ uncertainty များနေတယ်ဆိုတော့ကျွန်တော်ဒီမှာ describe မှာကျင်းဒီပေါက်တွေ့နိုင်တယ်အဲ့တော့ဥပမာဆိုကြပါတော့ BOJ ဆိုလို့ရှိရင်နှစ်ကုန် year end ဒီနှစ်ကုန် December 18ရက်နေ့2026 meeting မှာ48.39 point အထိကို market pricing လောက်ထားတယ် so BOJ ဒီ rate နှစ်ခါပေါ့နော်နှစ်ခါလောက်ထပ်ပြီးတော့ hike ပဲလို့ယူဆထားကြတယ် hike မလား hold မလားဘယ်လိုသွားမလဲအနာဂတ် future ရဲ့ implied volatility ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ဒီမှာအမြဲတမ်း data update ရှိပါတယ်ဒီ data ဒီ Refinitiv တွေက direct လာတဲ့ data ပါကျွန်တော်ဘာမှ filter လုပ်မထားဘူးနောက်တစ်ခုကြည့်မယ်ဆို sentiment tab ပါအဲ့တော့ sentiment tab မှာဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်ဆုံးမှာ market ရဲ့ fear and greed index လေးထပ်တိုးလာတာရှိမယ်နောက်ပြီးတော့ market internal တွေထပ်တိုးလာတယ် market ရဲ့ momentum ဘယ်အခြေအနေမှာရှိလဲ stock market strength ဘယ်လောက်မှာရှိလဲအဲ့တော့ fear ဖြစ်နေတာ greed ဖြစ်နေတာဆိုတော့ sentiment ကိုဒီမှာdetail ခုနဲ့ပေါ့နော်ကျွန်တော်ထပ်ပြီးတိုက်တာတွေနောက်ပြီးတော့ hash fund တွေရဲ့ဘယ်ဟာကိုရောက်ပြီးဘယ်ဟာကိုဝယ်နေလဲဆိုတဲ့ဟာဒီမှာ chart ဝင်လာမယ်အဲ့တော့အောက်မှာဆိုလို့စက်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော် asset တစ်ခုချင်းစီရဲ့ commercial position ဘယ်လောက်ရှိလဲ hash fund position retail position ဘယ်လောက်ရှိလဲကျွန်တော်တွေ့ရတယ် long နဲ့ short နဲ့ percentage အဲ့တော့ long တပါဆို long 39%တော့ short 61% လို့တွေ့ရတယ် flip ဆိုတာဘာလဲဆိုတော့ long ကနေ short ကိုပြောင်းသွားတာဘယ်လောက်ပြောင်းသွားလဲဆိုတာမျိုးကျွန်တော်တွေ့ရတယ်အဲ့တော့ percentage change ဘယ်လောက် price ကပြောင်းသွားလေ percentage အရင်များနေလားအဲ့တော့အဓိက detail သိရင်ဒီ detail အောက်ကမြားလေးကိုနှိပ်ကြည့်လိုက်ရင်ဒီမှာ COT ကို detail analysis လုပ်ထားတာရှိတယ်
hedge fund ရဲ့ sentiment ဒီလောလောဆယ်မှာ S&P 500ဆို39% လောက်ပို့ပြီးတော့negative sentiment ပေါ့နော် negative sentiment ဆိုတော့ပို့ပြီးတော့ရောင်းနေတာဆိုတော့တွေ့ရတယ်ရှစ်ပတ်กว่าမှာဘယ်လောက် trend သွားနေလဲ seasonality ကပါပြော seasonality က bullish 60% ရှိတယ်60% တိတ်တော့မများဘူး right အဲ့တော့အောက်မှာဆိုလို့ price ရဲ့ဒီမှာ commercial hedge fund retail တခုချင်းပေါ်ထောက်ကြည့်လိုက်ရင်သူတို့ရဲ့ position ဘယ်ဘက်ကိုသွားနေလဲဝယ်ထားလားကြောက်ထားလား net position နဲ့ကျွန်တော်တွေ့ရမယ်အောက်မှာ long short ratio ကျွန်တော်တွေ့ရတယ်နောက်ပြီး percentage တွေ့ရတယ် percentage ကတော့အရန်ပေါ့နော်လွန်ကျွနေတဲ့ဟာမှာထားပါတော့ 100% 90အထက်နဲ့10အောက်နဲ့ဆိုလို့ရှိရင်ဒါတွေဒီ market reversal ဟိုဒီမှာဆိုလို့ရှိရင်ကျွန်တော်ကြည့်အောင်ဒီမှာအခုဆိုရင် percentage ဒီဟောဒီမှာဒါနောက်ဆုံးပေါ့နော် February မှာ2% ရောက်သွားတဲ့အချိန် market ကိုအပေါ်ကြည့်တွေ့လားနော် February မှာတွေ့လားဒါဒီ market ကပြန်ဆင်းလာတဲ့အချိန်အဲ့တော့ညာတော့အပြင်ဒီ percentage ဒီအောက်ဘောင်းရောက်တဲ့အချိန်လေးဒီ market reversal type ဖြစ်တယ်အဲ့တော့ this is very useful နောက်ပြီးတော့ seasonality data ကြည့်မယ်ဆို seasonality မှာကျွန်တော်10နှစ်စာ average 9နှစ်စာ5နှစ်စာ3နှစ်စာ average တွေရှိတယ်ပြီးတော့10နှစ်အတွင်းမှာဘယ်နှစ်ကတော့ဘယ်လောက်ရာခိုင်နှုန်းကတော့ positive ဖြစ်ဘယ်လောက်ရာခိုင်နှုန်း negative ဖြစ်လဲဆိုတော့ distribution challenge ရှိတယ်အောက်မှာကတော့ကျွန်တော်ထုံးစံတိုင်းပဲ heat map နဲ့ဒီမှာ data သွားတယ်အဲ့တော့ဒါကတော့ seasonality chart ဒီများသောအားဖြင့် index နဲ့ commodity နဲ့ကိုပို့ပြီးတော့မှန်တယ်ပြီးတော့ dollar index ပေါ့နော် dollar index တည်တာမှန်ပါတယ်အဲ့တော့ sentiment ပြီးတော့ကျွန်တော် feed ကိုသွားအောင် feed မှာကျွန်တော်အများကြီး update လုပ်ထားတယ် feed မှာအရင်လိုမျိုးsource တစ်ခုတည်းမဟုတ်တော့ဘဲနဲ့အခုဆိုလို့ရှိရင်ကျွန်တော် Bloomberg တွေ Refinitiv ကိုfinancial news နောက်ပြီးတော့ news squad အကုန်လုံးကလာများ feed တွေအကုန်လုံးကျွန်တော်ဒီထဲမှာဝင်လာတယ်เนาะအဲ့ဒီထဲမှာပြောမယ်ဆိုလို့ရှိရင်တော်တော်များများကျွန်တော်စုံနေတာတွေ့ရမယ်ပြီးတော့ဒီဘေးမှာ live squad ရှိတယ် squad ကတော့ကျွန်တော်တို့နားထောင်ကြည့်နေဆိုရင် Discord ထဲက news squad channel ကိုနားထောင်တာပို့ပြီးတော့မြန်လိမ့်မယ်ဘာလို့ Discord ကအမြဲတမ်းလူတိုင်းဝင်ထားဖြစ်တယ်အတန်နဲ့တခါတည်းသတင်းထွက်လာပြီရေးကြီးတဲ့သတင်းထွက်လာပြီဆိုအတန်နဲ့ကြားနေရတယ်တကယ်လို့တကူဖြစ်ပြီးဟေးဆိုရင်လည်းအလက်ကြီးတက်လာကျွန်တော်ကြားလိမ့်မယ်နောက်အောက်က disk drive ပေါ့နော် disk drive data ရှိလိမ့်မယ်ပြီးတော့ကျွန်တော် calendar သွားကြည့်အောင်အဲ့ calendar မှာဆိုလို့ရှိရင်ကျွန်တော်ဘာထပ်ထည့်ထားလဲဆိုတော့ hori previous မှာအဝါရောင်ပြနေအဲ့ဒါအရင် data ကနေပြီးဒီလမှာ revise လုပ်သွားတာပြတယ်အဲ့တော့ဘာကြောင့်မို့လို့ revise ကအရေးကြီးလဲဆိုတော့တခါတည်းကျ trader တွေကကြည့်တယ်ရှေ့မှာတော့ဒီလကတော့ကောင်းသွားတယ်ဒါပေမဲ့အရင်လရဲ့ data ကကျသွားတယ်ဆိုပြီး revise လုပ်လို့ market ကကျသွားတဲ့ဟာမျိုး aware မဖြစ်မှာဆိုလို့ကျွန်တော်ဒါအဝါရောင်ပြောင်းထားတာနောက်ပြီးတော့ကျွန်တော် calendar မှာ minimum နဲ့ maximum ဒါဒီrouter ရဲ့ pool data ကနေဒါတွေလာတယ်အဲ့တော့ pool data ထွက်ရင်ဒီမှာထွက်မယ် pool data မထွက်ရင်မထွက်ဘူးပေါ့နော်အဲ့တော့ pool data ဒါဒီ institutional pool data ဘာနမူနာတစ်ခုတော့ကျွန်တော်ပြရမှာfor example ဒီလိုမျိုးကြည့်အောင်အဲ့တော့ဒါဒီ Australian man over man အဲ့တော့ Australian man over man data မှာကျွန်တော်ဒီမှာ below ဘယ်လောက်ဆိုလို့ရှိရင် below 0.2 negative 0.2ဆိုလို့ရှိရင် market bullish ဖြစ်မယ်ဘယ်လောက်ဆိုရင်ကျမယ်အဲ့တော့ bond ရဲ့ equity ရဲ့ Australian dollar သုံးစလုံးကျွန်တော်ဒီမှာဘယ်လိုမျိုး scenario ဖြစ်မလဲ scenario play out ရှိတယ်နောက်ပြီးအောက်မှာ playbook ဘယ်လိုမျိုး trade တင်လဲဆိုတဲ့ playbook လေးတွေကျွန်တော်ရှိတယ် commentary မှာတော့Australian Reserve Bank of Australia ပေါ့နော် Australian ဆိုဒီReserve Bank ရဲ့ commentary သူ့ရဲ့ governor ရဲ့ commentary အကုန်လုံးဒီပါကျွန်တော်တို့လက်ရှိဖြစ်ပေါ်နေတဲ့အနေအထားအကုန်လုံးဒီမှာ comment section မှာရှိတယ်ဘာဖြစ်လို့ဆိုတော့ bank တစ်ခုက data တစ်ခုထွက်လာရင် bank တစ်ခုကဘာလုပ်ချင်လဲဆိုတာကိုကျွန်တော်နားလည်အောင်လို့ commentary ဖတ်လို့ရတယ်နောက်ပြီးအောက်မှာ focus distribution ဒီမှာဆိုရင်တော့မှာ Capital Econ တို့ Nomura JP Morgan အစရှိတဲ့ bank တွေရဲ့ institutional bank တွေရဲ့သူတို့ဘယ်လောက်တွေမှန်းထားလဲထွက်လာမယ့် data ကိုသူတို့ဘယ်လောက်မှန်းထားလဲဥပမာဆိုကြပါစို့သူတို့တက်မယ်မှန်းလားကျမယ်မှန်းလားအစရှိတဲ့ distribution အကုန်လုံးတွေ့ရတယ်အဲ့တော့ distribution ရှိတဲ့ဟာတွေမှာရှိမယ်တချို့ဟာတွေမှာတော့ရှိချင်မှရှိမယ်ဟိုပါ GBP ကြည့်အောင် GBP ဆိုလဲဒီမှာသူရဲ့ band တွေအများကြီးဒီ data ဘာထွက်မလဲဆိုတာ CPI year over year မနေ့ထွက်တဲ့ data เนาะအဲ့ဒါကိုမှန်းထားတာတွေ့ရတယ်အဲ့တော့ဒီ calendar ဒီပြောရမယ်ဆိုလို့ရှိရင်လောဆယ်retail trader တယောက်အနေနဲ့ရှာလို့ရတယ် retail trader မဟုတ်ပါဘူး professional trader တွေလည်းဒီလောက် data ပဲရှိပါတယ်အဲ့တော့ဒါဒီ Refinitiv တွေကနေပြီး professional data ကိုကျွန်တော်တစ်ခါလေးယူထည့်ပေးထားတယ်နော်အဲ့တော့ဒီမှာဒီလို zap လေးပေါ့နော်ဘာခေါ်လဲမိုးချိုးသွားလေးထွက်လာတယ်ဆိုလို့ရှိရင် minimum maximum တစ်ခုခုတက်ကိုအရန်ပိုပြီးထွက်လာတာဆိုလို့ရှိရင် market ကိုမှကြည့်လိုက် market ကဘာဖြစ်မလဲ US dollar bullish ဖြစ်မယ်ဆိုတာတန်းပြီးတော့translate လုပ်ပေးတယ်အဲ့တော့ဒီ calendar ကတစ်ခါတည်း bias ကို track လုပ်ပေးတယ်အဲ့တော့ဒီ calendar ရဲ့ update ဒီတော်တော်မြန်ပါတယ်များတော့ပြင် web socket နဲ့လာတာဖြစ်တဲ့အတွက်ကြောင့်ချက်ချင်းdata ထွက်ပြီး
သိကြပြီပေါ့နော် confirm ဖြစ်ပြီဆိုတာ professional test တွေရောက်ပြီဆိုတော့ဒီ data ဒီမှာလည်းချက်ချင်းပေါ်လာပါတယ်နောက်ပြီးတော့ calendar မှာကျွန်တော်ဒီနောက်ထပ်လာမယ့် event အပေါ်မှာအမြဲတမ်း list ရှိတယ်အဲ့တော့နောက်ထပ် event တစ်ခုဖယ်ချင်မှလာမလဲကျွန်တော် today ကိုရွေးလိုက်မယ်နော် today ကိုရွေးလိုက်တယ်ဆိုလို့ရှိရင်နောက်ထပ် event ဒီ page မှာလာမလဲဘယ်လောက်ကြာရင်လာမလဲဆိုတာဟာမျိုးတစ်ခါလေးပြပေးတယ်နောက်တစ်ခုကတော့ H2 ပါ H2 ကိုကြည့်မယ်ဆို H2 မှာကျွန်တော်တို့နည်းနည်းလေးပြောင်းလဲမှုရှိပါမယ်အရင်ဆုံး position size calculator မှာအရင်တော့ forex နဲ့ crypto ပဲရှိရတယ်အခု CME future ဟာပါလာမယ် crypto မှာလည်း spot position နဲ့ leverage position ကိုနှစ်ခုလုံးထပ်ခွဲပါမယ်အဲ့တော့ calculator ကတော့တွက်နေကြကိုတွက်တက်ပြီးသားဖြစ်တဲ့တော့ကျွန်တော်အဓိကတော့ဒီ CME future ရဲ့ ticker တွေအကုန်လုံးကျွန်တော်ဒီမှာထည့်ပေးထားတယ်အဲ့တော့ future trader တွေအတွက်အများကြီးသုံးဝင်လိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်နောက်တစ်ခုက backtest 2မှာလည်းအရင်တော့ကbacktest တိုင်းပါပဲသိပြီးတော့ဘာမှမကွာဘူးအဲ့တော့ဒီမှာစပြီးတော့ကြည့်အောင်ကျွန်တော်တို့ကbacktest အသစ်တစ်ခုလုပ်မယ်ဆိုလို့ရှိရင်super good strategy ပဲထားပါတော့နော် commission အဖြစ် commission လေးကြောက်ထပ်နေပြီးထားတယ်20ထဲဆိုလို့ရှိရင်ဒီမှာ backtest လုပ်ပါတယ် win percentage loss percentage ဒီမှာ record လုပ်တာကို percentage နဲ့လုပ်လို့ဒေါ်လာပမာဏနဲ့လုပ်လို့ဒီမှာ switch လုပ်ရတယ်เนาะပြီးတော့အဲ့ဒါလုပ်သွားတယ်ဆိုလို့ရှိရင်ဒီ record လေးတွေ့ရလိမ့်မယ်ကျွန်တော်ရဲ့တခြားအကောင့်တွေနဲ့ကျွန်တော်ဝင်ပြမယ်ဟိုဒီအကောင့်မှာဆိုရင်ကျွန်တော် test လုပ်ထားတဲ့အကောင့်ဖြစ်တဲ့လို့ကြောင့်ကျွန်တော် data လေးရှိเนาะအဲ့တော့ဒီမှာဆိုကြပါစို့ဝင်တာနဲ့ဒေါ်လာပမာဏနဲ့ပြောအောင်เนาะဒေါ်လာပမာဏနဲ့900เนาะရှုံးနေ150ဆိုရပါတော့ loss ထည့်လိုက်တယ်ဆိုတာ ਨੇ ဟုတ်လား loss ဒီမှာ loss strike လေးပါတစ်ခါပြပြီဝင်ဆိုရင်ဝင်အဲ့တော့တစ်ခါ real time သူ update လုပ်ပေးလိမ့်မယ်နော်တကယ်လို့မှားသွားတယ်ဆိုရင်ဘာလို့မှားသွားတယ်တရားလေးပြန်နေလိုက်နောက်ဆုံးတစ်ခုနောက်ဆုံး entry တစ်ခုပြန်ပြီး show ပါလိမ့်မယ်ဒါကျွန်တော် feature request လုပ်ထားတဲ့ဟာလေးကျွန်တော်ထည့်ပေးထားတယ်ပြီးတော့အသစ်ထပ်ရောက်လာမှာကပါလဲဆိုတော့ journal မှာကျွန်တော်တို့တော်တော်လေးပြပြrecord လုပ်လို့ရတယ်အဲ့တော့ဒီမှာထားပါတော့ကျွန်တော်အကောင့်အသစ်ဆိုလို့ရှိရင် personal account လား profile ချက်လိုက်တာ profile မှာ funded account လား search ပြီးတစ်ခါရွေးပြီးတော့ initial balance နဲ့ထည့်လို့ရတယ် trade အသစ်တစ်ခုကိုထည့်ပြီးဟေ့ဆိုရင်လည်းဒီမှာကျွန်တော် new trade ကိုခေါ်လိုက်တာ ਨੇ ဘာ asset trading crypto လား forex လား future လားเนาะအဲ့တော့ instrument ကဘာ trade နေလေနောက်ပြီးတော့ long လား short လား entry exit ဘယ်ချိန်မှာဝင်လဲဘယ်ချိန်မှာထွက်လဲကအစနောက်ဆုံးဒီမှာပုံမှာတစ်ခါလေးထည့်လို့ရတယ်ပုံမှာတစ်ခါထည့်ထားရဲဆိုလို့ရှိရင်ကျွန်တော်ပုံကိုမြင်ရမယ်ဒီထဲမှာပုံရှိတယ်မယ် yeah နော်အဲ့တော့ဒါဆိုရင် long future ကျွန်တော်ဘယ်နေရာမှာဘယ်လိုဝင်လဲဘယ်လိုထွက်လဲပုံနဲ့ setup ကစားကျွန်တော်မှာ record ထားလို့ရတယ်အဲ့တော့ဒီ record တွေအကုန်လုံးဒီနောက်ဆုံးကြရင်ဘာမှပြင်ကြည့်မလို့ trade ရဲ့ဘေး analytics လေးကိုကြည့်လိုက်ဒီ analytics မှာကျွန်တော် data တွေ့ရမယ်ဘယ်လောက်မှန်ထားလဲဘယ်လောက်မြင်ထားလဲဒီဟာကတော့အခုလက်ရှိက match လာတယ်ပဲရှိသေးတယ်တဖြည်းဖြည်းနဲ့ဒီဟာရှည်လာလိမ့်မယ်ပေါ့နော် March April May June July December အထိသွားလိမ့်မယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဘယ်နေ့ဒီမှာကျွန်တော်တို့ profitable ဖြစ်တယ်ဘယ်နေ့ဒီမှာ profitable မဖြစ်ဘူးဆိုတာမျိုးအစားကျွန်တော်တွေ့အောင်day of the week ပြီးရင် distribution အကုန်လုံးကျွန်တော်ရှိတယ်เนาะအဲ့တော့ trade record လေးတွေတက်နိုင်တယ်ဆိုရင်လုပ်ပေးကြဖို့ကျွန်တော်တိုက်တွန်းခြင်းနဲ့ကျွန်တော်ဒီ data တွေဘယ်သူ data တွေပါမကြည့်ပါဘူးเนาะဟိုတရားဟိုကျွန်တော်ကြည့်နေမှာဆိုလို့ဆိုပြီး trade record မလုပ်ပါဆိုလို့ဘယ်သူမှတော့ထိုင်ကြည့်မနေပါဘူးเนาะအဲ့တော့ဆက်ပြီးကြည့်အောင်နောက်တစ်ခုက stats ဒီဘာကိုပြလဲဆိုတော့ statistical age နဲ့ playbook တွေကိုကျွန်တော်ပြတယ်အခုလက်ရှိဆိုရင်ဒါ London market ဖွင့်နေပြီ London live က London မှာရှိတယ်အဲ့တော့ GC ရဲ့ NDX ဆိုတာ Nasdaq ရဲ့ SPX ဆိုတာ S&P 500အဲ့တော့ဒီသုံးခုဘယ်လိုမျိုးသွားလဲအဲ့တော့အောက်မှာ model တစ်ခုချင်းစီရှိတယ်ဒီ model ဘယ်လိုအသုံးပြုရလဲဘယ်လို trade ရလဲအောက်မှာဒီမှာရှင်းပြထားတာရှိတယ်ဖတ်ကြည့်ပါအမှတ်ထားပါတော့ cafe ဆိုလို့ရှိရင်ပထမနေ့ RDH နဲ့နောက်တစ်ရက် RDH နဲ့ gap ကျန်ခဲ့တယ်အဲ့ gap ကိုဘယ်လောက် fail လဲဘယ်လောက် fail လဲမှာကျွန်တော် ES အကြောင်းသိချင်တယ်ပြီးခဲ့ရက်90ဘယ်လောက် fail လဲ6လဘယ်လောက်သွားလဲတစ်နှစ်မှာဘယ်လောက်သွားလဲအော်ဆို9နှစ်မှာဘယ်လောက်သွားလဲဒီကျွန်တော်ကြည့်လို့ရတယ်30အဲ့တော့ NQ ဆို NQ နော် NQ ဆိုလို့ရှိရင် NQ GC ဆိုရင် GC က9ပေါ့အဲ့တော့ S&P 500 ရဲ့ Nasdaq ရဲ့US 100ပေါ့နော်နောက်တစ်ခုက9ရေဒီ3ကိုကျွန်တော်တို့တိုက်ထားတယ်အဲ့တော့ model တွေကအများကြီးရှိတယ် cafe ရှိတယ်ORB ရှိတယ်ဟာလား initial balance ရှိတယ် RDH breakout ရှိတယ် 1 hour continuation hour start ပြီးတော့ Asian Land and New York session sweep ဘယ်လိုသွားလဲအဲ့တော့ဒါတွေအကုန်လုံးကိုဘယ်က trap ပေးလဲဆိုတော့ hori ပုံမှာအရေးကြီးရလေးကျွန်တော် trap ပေးတယ်နော်အဲ့တော့ price က10မိနစ်တစ်ခါကျွန်တော်ဒါ update လုပ်ပြီးပြန်တွက်တယ်
ဒီထားပါတော့လက်ရှိအချိန်မှာ gap ကို fail သွားပြီဆိုလို့ရှိရင်ဒီမှာ gap fail သွားပြီဆိုတာမျိုးတစ်ခါတည်းတန်းပြပေးတယ်အဲ့တော့များသောအားဖြင့်တော့ New York session မှာတော့ပို့ပြီးတော့သိတာပေါ့ဒီဟာတွေကလေအဲ့တော့ play out တွေ playbook တွေဘယ် playbook ရဲ့ style ကအခုလက်ရှိမှာအသက်ဝင်နေတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဒီမှာဆို Asian ရဲ့ London ရဲ့ New York ရဲ့ဘာဆို session ရဲ့ Asian London New York statistic ဖြစ်တော့ဒီဟာလေးပို့တိုးလာလိမ့်မယ်အဲ့တော့ဘယ်လိုသွားတတ်လဲ market ကဘယ်အချိန်ဒီမှာသွားတတ်လဲရွှေ့ရင်အပေါ်ကိုရွှေ့လာအောက်ကိုရွှေ့လာဥပမာထားပါတော့ ORB ဆိုလို့ရှိရင် ORB ကို breakout trade မယ် ORB က downward အောက်ကိုဖောက်တာဒီအပေါ်ဖောက်တာထက်ပိုပြီးတော့ဖြစ်နိုင်ခြေပိုများတယ်ဆိုတဲ့ဟာမျိုးအဲ့တော့15မိနစ်မှာလားမိနစ်30မှာလား45မိနစ်မှာ45မိနစ်မှာဆိုရင်တိတ်ပြီးမသိတော့မိနစ်60ပါကြည့်မယ်ဆိုလို့ရှိရင် market ဒီတစ်ဖက်ဖက်ကိုဖောက်သွားတာဒီပိုပြီးတော့သိတာတယ် right အဲ့တော့အဲ့လိုမျိုး statistical age တွေဥပမာ H4 လို့ပါတော့သုံးခွင့်လို့ဆိုတော့ပိုသိလိမ့်မယ် H4 ပါဆိုတစ်လောက်49ဒေါ်လာလောက်ပေးရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီထဲမှာအကုန်လုံး free ပေးထားတယ်နော်ပြီးတော့ DMX ကကြတော့ပါလဲဆိုတော့ Dumb Money Index လို့ခေါ်တယ်ဒါကECN broker တွေမှာ UOD forex broker CFD broker တွေမှာ trade နေတဲ့လူတွေမှာဘယ်လောက်လောက်ကရေတွေနစ်နေလဲဆိုတာပေါ့နော်အဲ့တော့ underwater trap long ဆိုတာပါလဲဆိုတော့အပေါ်မှာဝယ်ထားပြီး price ကအောက်ရောက်နေတာ trap short ဆိုတာအောက်ကတည်းက short ထားတာ price ကအပေါ်ရောက်နေဒီကောင်တွေအကုန်လုံးဒုက္ခရောက်နေကောင်တွေနော်အဲ့တော့ majority အဲ့တော့ဘာစဉ်းစားလို့ရလဲဆိုတော့လူတွေကအရန်ရောင်းနေကိုကဝယ်မလားလူတွေကအရန်ဝယ်နေကိုကရောင်းမလားဆိုတာမျိုးစဉ်းစားလို့ရတယ်အခုကြည့်မယ်ဆိုလို့ရှိရင်ကိုနမူနာပေါ့နော်ကိုကြည့်မယ်ဆိုကိုဒီ long ထားတဲ့လူအရန်များတယ်အကုန်လုံးကတက်ပိတ်ပဲမြုံမှန်နေတယ်အဲ့တော့ extreme မှာ short တယ်ဆိုလို့ရှိရင်လက်ရှိဒါ order book နော်ဒီမှာ position အဲ့တော့ဒီလိုမျိုး order book ဒီretail trader တွေမှာရှာဖို့လို့အရင်ခက်ခဲတယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာဒီထဲမှာ data ရှိတယ်အဲ့တော့ဘယ်ဈေးတန်းဒီမှာအဓိက long တွေ trap မိနေတယ်ဘယ်လောက် percentage က trap မိနေတယ်ဆိုတာဘယ်ဈေးတန်းမှာ short တွေ trap မိနေတယ်အခုဒီမှာဆိုဒါ short တွေရတယ်ဒီမှာ trap မိထားရရှိတယ်အဲ့တော့ position အရာဟိုးပေါ်ကနေဟိုအောက်ထိတွေ့လားဘယ်သူ position စောက်တာလဲ order တွေကဘယ်နေရာတွေမှာအများကြီးရှိတယ်တခါတလေကြောက်လို့ရှိရင်ကိုရီဒီ order pool ကိုကျွန်တော်တွေ့လိုက်ဒီ order pool ဆိုလို့ရှိရင်ဒီမှာ short map order တွေ sell order အများကြီးအဲ့တော့ဒီ sell order တွေအများကြီးကပြန်တက်လာတယ်ဆိုလို့ဒါကိုကြုံလို့ခက်ခဲတယ်ဆိုတာမျိုးကျွန်တော်အဲ့လိုမျိုးနားလည်နိုင်တယ်အဲ့တော့ဒါဒီ signal နေနေတော့မဟုတ်ဘူးဒါပေမဲ့ contrarian ပေါ့နော် market ရဲ့လူအများနဲ့ဖြောင်းပြန်ဘယ်လိုမျိုးလူအများဆိုတာတမန်နေအများစုပေါ့နော်လုံနေရတယ်ဖြောင်းပြန်ဘာလုံလို့ရနိုင်တယ်ဘသူတွေကအလွန်အကျွံဖြစ်နေပြီလဲဘသူတွေ trap မိနေတယ်ဆိုတာမျိုးဒီမှာကျွန်တော်တွေ့နိုင်တယ်အဲ့တော့ဒါဒီ TMX နောက်ဆုံးတစ်ခုကတော့ regime analysis ကတော့ကျွန်တော် ES နဲ့ NQ နှစ်ခုပဲရှိလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ဒီနှစ်ခုရဲ့ YM လည်းရှိတယ်ပေါ့နော် YM တို့ RDY တို့ရှိကျွန်တော်တိတ်မ trade လို့ဒီကတော့ ES နဲ့ NQ ဒီ option market တွေ 0DT လို့ခေါ်တယ်ဒီနေ့နေ့တိုင်းပိတ်တဲ့ option တွေအရင်ရေးချင်တယ်အဲ့တော့အဲ့ဒီ option ရဲ့ expert ဖြစ်ခံနီးတာလေဒီ market maker ဆိုတာ dealer ကပေါ့နော် possession hedging လုပ်ရတယ်ဒီ hedging လုပ်တာဒီသူကသူလုပ်ချင်ရင်မလုပ်ချင်ရင်လုပ်ရတာဖြစ်တော့အဲ့သူလုံးမဲ့ level တွေဘယ်နေရာတွေရောက်အောင် hedging လုပ်မယ်ဆိုတဲ့ level တွေအကုန်လုံးကျွန်တော်တို့မှာ strategic level အနေနဲ့အောက်မှာထွက်တယ် okay ဒါဒီ strategic level အဲ့တော့ဒီမှာ call word ဘယ်နေရာမှာရှိလဲ gamma flip ဘယ်နေရာရှိလဲကျွန်တော် gamma နဲ့ပတ်သက်ပြီးရှင်းပြထားရရှိတယ်တကယ်လို့တိတ်မမှတ်မိဘူးတခါတလေပေါ့နော်စာမမှတ်မိဘူးဆိုလို့ရှိရင်ဒီမှာ how to read မှာတော့ပြန်ဖတ်လို့ရတယ်နော်ဒီမှာတစ်ခုချင်း playbook ကအစားကျွန်တော်ဒီမှာထည့်ပေးထားတယ်အဲ့တော့ဒီမှာဆိုကြည့်မယ်ဆိုတလားလုံးဝဒီထိပ်မှာဒီ resistance နောက်ဆုံး market ဒီကျဖို့အရေးကိုဒီ resistance ကိုလာပြန်ထောက်ပြကြတယ်အဲ့တော့ဒါတွေဒီမှာဆိုလေတလားဒီမှာ rejection ဆင်းချသွားတာအဲ့တော့ဒီ level တွေဒီဟိုလိုဒါကနေပြီးတော့ tan trade မယ်ဆိုတဲ့ signal တော့မဟုတ်ဘူးဒါပေမဲ့ဒီနေရာတွေဒီ market maker ကထိန်းချင်ရင်ထိန်းကိုထိန်းသိတဲ့နေရာတွေဒီလိုနေရာမျိုးထိန်းတလားလာထောက်တယ်ဒီမှာမနေရနော်အောက်ကိုလာထောက်တယ်အခုလည်းဒီနေ့အဲ့ level မှာရက်နေအဲ့လို level တွေကိုကျွန်တော်တို့နားလည်ဖို့လို့အတွက် gamma regime နောက်ပြီးတော့ positive regime လား negative regime လားအဲ့ဒါပေါ်မူတည်ပြီးဘယ်လို playbook နဲ့ကစားမလဲဆိုတာကျွန်တော်နားလည်ဖို့လို့အတွက်ဒီ tools တွေထည့်ပေးထားတယ်နော်အဲ့တော့there are quite a lot of information layer အနေနဲ့ကျွန်တော်လုံလောက်ထည့်ပေးထားတယ်ကျွန်တော်တို့ရှေ့လျှောက်လဲဒီဥစ္စာတွေဘယ်လိုသုံးလဲတို့ကျွန်တော်ဒီ future trader တွေဆိုအခုpart time ပေါ့နော်ကျွန်တော်လုပ်ပေးနေတဲ့ program ရှိတယ်အဲ့တော့အဲ့မှာထပ်ပြီးတော့ကျွန်တော်စုပ်ပေးကြမယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျာ